妈妈的，哦，有一天呢，俺们爱的要的生个娃子。现在就说。သားကလေပန်းချန်ထဲမှာရှောက်ကြည့်နေတယ်ခဏနေဆိုဝင်လာလိမ့်မယ်သားကတော့သူ့ဖေနဲ့တူရဲဆိုရင်တော့အရင်ကခက်ချောပဲနေမှာနော်ဟဲ့အရင်ကနာကတော့လေသူ့ဖေနဲ့တူရဲဆိုပဲငါသားငါရုပ်နဲ့တူလို့ချော့တာဟဲ့မလေးအဖားနဲ့လူချောတာပါကြီးအမေကရုပ်ဆိုးမှာအန်တီတိုက်တော့အခုချိန်ကြီးခက်ပြောပဲနော်အားကြောင့်လေအသက်ရှင်ကျန်းမာနေတာဟောသမီးလာလေစားလိုက်တာရဲ့ကိုငယ်တော့လေတို့တွေကိုအင်းညမလေးနဲ့ခေါ်ပြီးထိန်းတာတင်းလားဟုတ်တယ်လေအန်တီတိုက်ရဲ့သမီးကငငယ်တော့အတန်လေးကတစ်တစ်လေးမလို့သူ့ကိုချစ်စလုံးနဲ့အင်းညောင်လေးဝိုင်းခေါ်ကြတာလေမမေသေးလားအင်းညောင်လေးကလေဟိုးဝင်ငယ်တော့ကသမီးကိုအချစ်ဆန်းတဲ့နေနဲ့သမီးလက်ပေါ်မှာရှူရှူတွေခဏခဏပေါက်ချတာလေသမီးအခုကအဲ့လိုပဲလားသမီးကအခုသူ့တငယ်ချင်းနဲ့ဆက်တူပန်းလာပြင်ဆိုင်ဖွင့်ထားတယ်လေဒီနေ့အန်တီတိုက်တို့တော်တော်လာမယ်ဆိုလို့သူ့ကိုမသွားခိုင်းမနဲ့အိမ်မှာစောင့်ခိုင်းတာသမီးအဖားတို့သိလားဘယ်မှတ်မိပါမလဲအန်တီတိုက်ရဲ့မြတ်တို့မန္တလေးကပြောင်းလာတော့သမီးက2နှစ်ပဲရှိသေးတယ်လေအင်းညောင်လေးအခုလိုချောလာတာကိုလေအပြင်မှာတွေ့ရင်မှတ်မိမှာတော့မဟုတ်ဘူးဟောဒါနီးလာပြီလာတက်လာခိုင်းလာခိုင်းလာကြောက်ပါပြီလေအာဘုကဒီကြောလေငယ်ရတော့သူ့လူမဟုတ်တော့နော်ကဲတော့ရှောင်းနှမြင့်နေနောက်မှပြောနော်အန်တီတိုက်အရေးကြီးတဲ့စကားပြောကြတယ်ကလေးတွေရှင်းမှာပွင့်လင်းလင်းပြောထားမှလည်းကောင်းပါလေအန်တီတိုက်က အန်တီတိုက်ရဲ့ညီကလေးရဲ့ညရဲ့သမီးလေးကိုနေရာချပေးခြင်းလေအဲ့ဒါမီးလေးအဖေနဲ့ညခင်ပွန်းရဲ့စန္ဒလည်းပါတယ်ဆိုတာမြတ်သိတယ်မလားဟုတ်ကဲ့မြတ်သိပါတယ်မီးလေးကရှိုးကလေးတစ်ခုဝင်လာတယ်ပညာလဲစုံပြီးစီးပွားလဲအဆင်ပြေပြီးသမီးကလည်းဒီလိုပဲအဆင်ပြေတယ်ဆိုတော့ဘာမှအဆင်မပြေစရာတစ်ခုမှမရှိလို့အန်တီတိုက်ခြင်းတယ်ညသနာရောမျက်စနာကတော့အန်တီတိုက်တို့သဘောထားကိုမြင်မှုအကြောင်းမရှိပါဘူးတူနဲ့တူကလည်းအတွင်းသည့်အစင်းသည့်ဒီကလေးတွေဆိုတာလည်းငငယ်လေးတွေကကိုယ့်လက်ပေါ်မှာကြီးလာကြတာလေအဲ့တော့ချစ်ခင်ရင်းစရာလည်းရှိပြီးသားဆိုတော့မြတ်အနေနဲ့ဗာညင်းရမှာတော့ကဲဝင်းတာလိုက်တာမိဘချင်းကစိတ်ချင်းတိုက်ပြီးဆိုရင်စီစဉ်စရာရှိတာကိုအန်တီတိုက်ကအမြန်ဆုံးစီစဉ်တော့မယ်မမေကလည်းမမေသဘောကိုပဲပြောနေတယ်ကလေးတွေအချင်းချင်းကိုမိတ်ဆက်ပေးပြီးတော့သူတို့ဆန္ဒကိုလည်းမေးပါဦးမမေရဲ့အော်မေးညီလေးဟိုဟာလေဟောဒီအတီမြတ်ရဲ့တူးလေးတော့သမီးလေးရှင်းလင်ကကိုလေးသမီးခေါင်းလေးပေါ်စမ်းမအောင်ဒါအဖွားရဲ့မြီးမောင်ယူခါနဲ့မေဟာမေရမတိတိကျကျဘာတမီးကိုယူလာတယ်ကျွန်တော်တော့မနိုင်ပါဘူးမေကျွန်တော်မနိုင်ပါဘူးတော့မနိုင်ပါဘူးတော့မနိုင်ပါဘူးတော့သိတော့မနိုင်တော့ပါဘူးငါလည်းတော့တော့ပုတ်စီတာကျွန်တော်မရှိနဲ့နော်ဒီမှာဟိုကမိုက်လာကြတော့လေလိုချင်လို့ပြောဘာလို့ဒီတော့ရလာတော့ဟာလေဟုတ်တယ်လားအဲ့ဒီကမေဒုက္ခလေမေလာလေဟာလေထိုင်ဘာခုမှနားရလေနင်မလို့ချင်ဘူးဆိုလေအိမ်ကမှအေးစစ်စစ်ပြောပါလားဒီဘက်တော့အော်ကြီးချက်ထားလို့ရမေမေကလေတားတယောက်လည်းအော်တာမှမဟုတ်တာရှင်းလင်ကလည်းအော်တာပဲလေမေမေအေးမင်းကြောင့်မင်းဖွားခုလို့ဖြစ်ရတာအဲ့ဒါမင်းတရခံဖွားကလည်း sensitive ဖြစ်လုံးဖြစ်တာလေဟာဘယ်က sensitive ဖြစ်ရမှာလဲမေမေ sensitive ခံစားရဆိုတော့ပြောတာနေစမ်းပါအောင်မင်းကရှင်းနေတာဘာကြောင့်မလို့ချင်ရတာလဲဟမ်အမြင်ကတ်လို့ဘာဟုတ်တယ်သမီးသူအမြင်ကတ်လို့သမီးစနိုးလေးကိုခေါ်သွားပြီသမီးကိုစိတ်ဆင်းရအောင်လုပ်လို့စနိုးကိုခေါ်ထားတာအကြောင်းရှိရမှာပေါ့အဲ့ဒါဘာအကြောင်းလဲပြောအဲ့ဒါတွေမလုပ်နေနဲ့ရှင်းရှင်းပြောသမီးကားဆောက်မောင်းတဲ့နေရာသူ့ခွေလေးကိုတိုက်မိရသူ့ခွေလေးတေးသွားလို့အမလေးဖေးအဲ့လောက်တောင်ဖြစ်သွားတယ်ဟဲ့လားအဲ့ဒါကြောင့်မို့အဲ့ရက်ကညီလရမယ်မှိုင်နေတာဟုတ်အဲ့ဒါညီမအပြစ်ရှိတယ်လေအမေကလည်းသူကသမီးကိုရိုက်မယ်လေရွယ်သေးတယ်အပြစ်လည်းတင်သေးတယ်ပြီးတော့သမီးစနိုးကိုလည်းပြန်မပေးဘဲနဲ့ယူသွားတာသမီးကကြည်စရာလားအမေပဲစဉ်းစားကြည့်ပါဦးဘာမှစဉ်းစားနေရမလို့မင်းကြောင့်ငါနှခမ်းရွက်သွားတယ်ဒီမှာကြည့်တိတ်မသိတာပါဖွားရဲ့အမတ်တမတ်ဆိုထင်တော့မထင်ရဘူးဖွားအလားမပြတ်သေးပါဘူးဖွားရဲ့ငါတရက်တိရွက်ရမှာလားအပေါ်လေးပြောနေနဲ့
မိတော်လား ရှင်းမေ မိသားညီပြော ဟုတ်ပါတယ်တားရဲ့အဖစကားကိုနားထောင်လိုက်တော့တာနော် မမေကလေ तू ကခွဲတက်တမပါဆိုမှပဲဟာကို မနခကြီးပူရွက်သွားတယ်လို့ပဲတော့ဒုက္ခလေးဆောင်းရမှုလားတယ်လို့ဒုက္ခရောက်တော့မယ်တင်ပါ တားရဲ့အဖပြောတဲ့အတိုင်းဒီလုပ်မယ်လို့တာပြောစမ်းပါမူးလာပြီပြောလိုက်နော်နော်တား ဖွားရဲ့ဟိုအဲ့ဒါ ငါ့ဒီလိုတက်လုံးနဲ့ခါနိုင်ရလူမြင်မကောင်းလူမြင်မကောင်းနေတော့နေတွေ့ချင်လားတော့အခုရှိနေကလည်းသိမြောင်တော့တကယ်ပြောပြီးတော့အမလေးကောင်းရလည်းမူတယ်မိတော်ရဲ့အိမ်ကြီးလည်းနေတယ်ပဲအမလေးလှုပ်ရှားပါ ဖွားရဲ့အိမ်ကြီးတော့မနေပါနဲ့ဖွားရဲ့ဖွားတွေးစေချင်တယ်ဆိုရင်လေဒါရှင်းနေကောင်ချင်းလိုက်ပါမယ်နော်ဖွား ဟုတ်တယ်တွေ့ ဘာတော့ပိတ်ထားနေပြီအမေတခါယူပြန်ပြီးတော့ခရီးယူအော်ဟုတ်ပြီတွေ့အတင်းနေပါမယ် မာရီဒါလာအောင်မာရီလာအောင်မာစလို့လေဟာလာကြီး ဘာလဲဖြစ်နေကြ 哦，我这边在搞啥？家里开了嘛？咋了？ ဟဲ့ယောကန်နင်ငါ့ခွဲဘာလို့နှိမ့်ဆက်နေရလဲတဲချင်လို့လား ဘယ်ဆိုလို့လဲလူခေါ်ပဲအတော့ဝင်သားပဲ ဟမ် အော်လူခေါ်ပဲကိုပြောရလေဂျိုလီရဲ့အတောင်လဲကြောင်မင်းထွက်လာပြီမလားလောက်ပိုင် လူညစ်ပတ်ကြီးဒါမှသဘောလဲလို့ ဘောသားရဲ့တော့ဒီထွက်မနေနဲ့နေကငါပြောစရာရှိလို့ ငါကပြောကြမရှိဘူး 干嘛？干嘛？你也 နင်ငါ့စလို့ဘာလုပ်နေရလဲ မင်းမပြန်ပြီးဝင်သွားပြီးတော့ဒီမှာအခုလို့မရိုက်စေချင်ဘူးဆိုရင်ငါပြောတော့ရေးစိတ်နေတာမနာပြန်ညက်နေမျောစင်ကျွန်းကချက်ဆွဲနေအောင်လာခဲ့ မလာပါဘူး မလာဘူးလားအေးမလာလို့ကတော့ 干嘛？干嘛？ ယောကန်မရောက်ပါနဲ့နော် အဲ့လိုမရုပ်မှစေချင်ဘူးဆိုရင်ငါချင်းတဲ့နေရာကိုလာလေအေးတကယ်လို့မလာဘူးဆိုရင်တော့နင်းခွေးပါချက်ရုပ်ဖြစ်သွားမယ် ဒီဘာလုပ်နေရလဲငါချိန်သိမရှိဘူးဘိုးရင်ပြုံး